ချမ်းသာရောနန်းနန်းရောဒေါ်ယူမော်ရောအရန်တနာတယ်သိလားအဲ့ဂျော်နီဆိုတဲ့ကောင်နဲ့ပလဲဆိုတဲ့ကောင်မကိုလေအမောက်ကျိတ်ပစ်ချင်တာအရန်ပဲသိလားနော်ဒီလောက်ကွာချမ်းသာပလဲရှင်းမှာဒီလောက်မျက်ရည်တွေကြငိုယိုနေတာနော်သူ့မမသူ့ကိုအထင်လွဲလို့ဆိုပြီးတော့ငိုယိုနေတာကိုမတနာတဲ့အပြင် तू ကထပ်ပြီးတော့မီးလောင်ရလေးပင်ထပ်လုပ်ပေးရနော်တကယ်ဆိုလို့ရှိရင်ကွာချမ်းသာသူ့အပေါ်မှာကျေးဇူးတရားတွေအများကြီးရှိရလေအဲ့ကျေးဇူးလေးတော့နည်းနည်းပါးပါးငဲတင်တာပေါ့မဟုတ်ဘူးလားအခုကလုံးဝမတနာပဲနဲ့သူ့ပတ်စံရဖို့အရင်သူ့အမေကလည်းဆေးရုံပေါ်မှာအသက်ရှင်မှာမဟုတ်ဘူးကွာဆက်ငင်ဖြစ်နေတဲ့လူလုံးဝဘလောက်ကုအသက်ရှင်မှာမဟုတ်ဘူးသူ့အမေပုံစံအဲ့ဒါကို तू ကစက်ကုနေပြီးတော့သူ့အတွက်ပတ်စံလိုတယ်ဆိုတာကြီးပဲသူ့အတွက်ပတ်စံလိုတယ်ဆိုတဲ့တခုတည်းနဲ့ဂျော်နီခိုင်းသမျှအကုန်လိုက်လုပ်နေပြီးတော့ဂျော်နီခိုင်းသမျှလုပ်တဲ့အပြင်အခုသူ့ရဲ့နောက်ထပ်အလုပ်ကလည်းထပ်ပြီးတော့ချူစားတဲ့လုပ်ပြီးတော့လေမနေ့ကစက်ငွေခံမှာရီကျင်တာတခုရှိရသေးလားအန်ကယ်ဒီပြေးပြီးတော့အမောဆိုးနေတဲ့အခန်းပါလေးတကယ်တော်တော်လေးကိုရီကျင်တာသိလားတော်တော်လေးလည်းရီရတယ်သူ့ကိုကြည့်ပြီးတော့လေမတနာမိပဲနဲ့ဖြူကပို့ပြီးတော့ရီမိတာသူကထားတော့စမောလေးထားခြင်းသေးတယ်ပြီးတော့တက်လုံကလည်းမကောင်းတော့ဘူးမနေ့ကလေအဲ့ဒီအပိုင်းကိုကြည့်ပြီးတော့လေဖြူဂျော်နီရဲ့ပလဲရဲ့ဒေါသအရန်ထွက်တယ်သိလားပြီးတော့နန်းနန်းနဲ့ဒေါ်ယူမော်နဲ့ချမ်းသာကိုတော်တော်လေးတနာမိတယ်ချမ်းသာငိုတဲ့အခန်းတွေဆိုရင်ပို့လို့တော့တနာစရာကောင်းသေးရဲ့သိလားမမနန်းနဲ့ချမ်းသာနဲ့တရံဝင်ကွာရှင်းတဲ့အထိလှုပ်ပေးခဲ့တာတော့မှပလဲအနေနဲ့30ပဲရတယ်ဆိုလို့ရှိရင်ဖြူလာပလဲနေရမှာဆိုလို့ရှိရင်30လုံးဝမယူဘူးစဉ်းစားကြည့်လေမမနန်းနဲ့ချမ်းသာတရံဝင်ကွာရှင်းလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့မမနန်းရဲ့ဆွေမျိုးတော်ဆက်သူကဂျော်နီပဲရှိတော့တယ်အဲ့တော့အမွေဆက်ခံသူကလည်းဂျော်နီတယောက်ပဲရှိတော့တယ်အဲ့တော့အမွေတွေအကုန်လုံးသူရမှာဖြစ်တယ်ကွာဒါကို30ပဲပေးတယ်ဆိုတော့လုံးဝမတန်ဘူးလေဟုတ်တယ်မလားဒီကားထဲမှာလေနောက်ထပ်စိတ်တူစရာတခုကချမ်းသာရဲ့ညီမကိုပဲသူ့ကိုဖော်ကာအလုံးကနေပြီးတော့မလုံးဝအောင်ဆိုပြီးတော့ဒေါ်ယူမော်စီက30ယူပြီးတော့တောင်မှပဲဖော်ကာမာကြီးစီကရွေးထားတာလေအဲ့ဒါကို तू ကဒီအလုပ်ကိုပဲပြန်လုပ်ချင်တယ်ဒီအလုပ်မှာပဲလွတ်လွတ်လပ်လပ်နေရတယ်ဆိုပြီးတော့နော်ချမ်းသာသူ့ညမလေးကို तू တော်တော်ချစ်တာနော်အဝတ်စားဆိုအဝတ်စားပတ်စံဆိုပတ်စံလိုလေသေးမရှိအောင် तू မရမကရှာပြီးတော့ထားပေးတာဒါတော့မှဒီဟာပဲရိုက်ပြီးတော့တောင်ဖြုံးသေးတယ်စဉ်းစားကြည့်ရင်ဘလောက်ဒေါသထွက်စရာကောင်းတယ်အန်ကယ်ကြီးကလေပလဲကိုစမောဆွဲတယ်လို့ဖြူကထင်တာလားဘယ်ဟုတ်မလဲ तू ကအန်ကယ်ကြီးကပလဲကိုသမီးရင်းလေးတယောက်လိုထားဘာလို့လဲဆိုတော့ तू သူ့မိသားစုကိုအရန်ချစ်တဲ့ယောက်ျားတယောက်ဖြစ်နေလို့ပဲသူ့ရဲ့သားကိုလည်းချစ်တယ်သူ့ရဲ့သမီးကိုလည်းချစ်တယ်သူ့ရဲ့သားလေးကသူ့ကြောင့်တော်ကေွားတာဆိုပြီးတော့သူ့မှာယူကျုံမရနောင်တတွေရနေရလေပြီးတော့သူ့မိန်းမကိုလည်း तू ကချစ်ရက်နဲ့ကွာရှင်းပေးလိုက်ရတာဒေါ်ယူမော်ကလည်း तू ကနောက်တစ်ယောက်ထားခြင်းလို့ဒီယောက်ျားကိုကွာရှင်းခဲ့တာမဟုတ်ဘူးတော့သူ့ယောက်ျားကို तू ချစ်တယ်သူ့မိသားစုကို तू ချစ်တယ်ဒါပေမဲ့သူ့ယောက်ျားရဲ့စီကံချက်တွေအရန်တင်းကျပ်လာတဲ့အောက်မှာ तू ကမနေနိုင်တော့တာသိကျုပ်စိတ်ထဲမှာကြတော့လေဒေါ်ယူမော်ကချမ်းသာကိုဒီစမောဆွဲခြင်းတယ်လို့ထင်တာဘယ်ဟုတ်မလဲနန်းနန်းရဲ့ယောက်ျားမှန်သိလို့ तू ကကူညီခဲ့တာပေါ့နော်ဒါပေမဲ့ချမ်းသာရဲ့စိတ်ရင်းမှန်လေးကိုသိတဲ့အခါကျတော့ तू ကပို့ပြီးတော့ကူညီခြင်းစိတ်တွေဖြစ်လာတယ်ချမ်းသာတကယ်ကိုလည်းရိုးသားတဲ့ယောက်ျားတယောက်ပြီးတော့ဖောက်ပြန်စိတ်မရှိတဲ့ယောက်ျားတယောက်ဆိုတာအရန်ကြီးသူ့မျက်နှာမှာထင်ပေါ်တယ်သူ့ရဲ့စိတ်လေးကထင်ပေါ်တယ်လေတကယ်တမ်းမကောင်းတာချမ်းသာရဲ့တငယ်ချင်းလည်းလုံးဝမကောင်းသေးလားဒေါ်ယူမော်နဲ့အန်ကယ်ဂျီကိုလည်းပြန်ပေါင်းထုတ်စေခြင်းနဲ့ချမ်းသာနဲ့မမနန်းကိုလည်းပြန်ပေါင်းထုတ်စေခြင်းနဲ့